အားလုံးပဲမင်္ဂလာပါ TikTok ကနေပြီးတော့မှပတ်စံရှာခြင်းနဲ့ကျွန်တော်ရမိတ်ဆွေတွေပေါ့နော်TikTok account ကပတ်စံရှာလို့ရတဲ့ account ဟုတ်မဟုတ်ပေါ့နော်ကျွန်တော်တို့ဘေကနေတော့ကြည့်ရမလဲဘယ်လိုကြည့်ရမလဲဆိုတာကျွန်တော်ဒီဗီဒီယိုမှာအစားအဆုံး sharing လုပ်ပေးမယ်TikTok ဘောကနေပြီးတော့မှပတ်စံရှာခြင်းနဲ့ကျွန်တော်ရမိတ်ဆွေတွေပတ်စံရှာလို့ရတဲ့ account လားကိုယ့်ရဲ့ TikTok account ကဘယ်နိုင်ငံရဲ့ TikTok account လဲပေါ့နော်ဥပမာဒီ region ကမြန်မာ region လားဒါမှမဟုတ် Thai region လားဒါမှမဟုတ်ဒီ Japan region လားပေါ့နော်ဒီတခြားနိုင်ငံလည်းအများကြီးရှိတယ်ပေါ့နော်အဲ့ဒီထဲကနေပြီးတော့မှပတ်စံရှာလို့ရတဲ့နိုင်ငံရဲ့ region လားပေါ့နော်ပတ်စံရှာလို့ရတဲ့ account ဟုတ်လားမဟုတ်ဘူးလားပေါ့နော်ဒါကျွန်တော်တို့ကြည့်တဲ့နေ့ကိုကျွန်တော်တို့ဒီဗီဒီယိုမှာအစားအဆုံး sharing လုပ်ပေးမယ် Okay ဒါဆိုရင်ကျွန်တော်တို့ဒီကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဒီ TikTok ထဲကိုဝင်လိုက်ပါနော်ဒီမှာ TikTok ထဲကိုဝင်လိုက်ပါဒီနေရာရောက်လို့ရှိရင်ကျွန်တော်တို့ဘေးကိုထားနေမလဲဆိုရင်ဒီမှာညာပြတော့မှရှိတယ်နော်ဒီမှာကျွန်တော်များကိုတစ်ချက်ချီနော်ဒီမှာနော်ဒီမှာ profile ဆိုတာရှိတယ်နော်ဆိုဒီမှာ profile ဆိုတာရှိတယ်နော်အဲ့ဒီ profile ကိုနှိပ်လိုက်ပါဒီနေရာရောက်လို့ရှိရင်ကျွန်တော်တို့ဘေးကိုထားနေမလဲဆိုရင်တော့ပေါ့နော်ကျွန်တော်တို့ဒီဟိုညာပြတော့မှဒီမှာ menu လေးရှိတယ်နော်ဒီမှာ menu လေးရှိပါတယ်အဲ့ဒီ menu လေးကိုနှိပ်လိုက်ပါခဏလေးနော် Okay ဒီနေရာရောက်လို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဘေးကိုထားနေမလဲဆိုရင်ဒီမှာဒီမှာကျွန်တော်များထူပေးမယ်နော်ဒီမှာ setting and privacy ဆိုတဲ့နေရာကိုထားနေလိုက်ပါOkay ဒီနေရာရောက်လို့ရှိရင်ကျွန်တော်တို့ဘေးကိုထားနေမလဲပေါ့နော်ဘေးကိုထားနေမလဲဆိုရင်ဒီမှာကျွန်တော်များထူပေးမယ်နော်ဒီမှာ account ဆိုတဲ့နေရာကိုထားနေလိုက်ပါOkay ဒီနေရာရောက်လို့ရှိရင်ကျွန်တော်တို့ဘေးကိုထားနေမလဲပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာများထူပေးမယ် account information ဆိုတဲ့နေရာကိုထားနေလိုက်ပါOkay ဒီနေရာပါပေါ့နော်ကျွန်တော်တို့ကဒီနေရာပါပေါ့နော်Okay ဒီနေရာမှာကျွန်တော်တို့ကြည့်လို့ရပါပြီဒီမှာပထမမှာတော့ဒီမှာဖုန်းနံပါတ်ရှိတယ်ပြီးတော့ Gmail ရှိတယ်ပြီးတော့ကျွန်တော်တို့ရဲ့မွေးတဲ့ create ရှိတယ်ခုကျွန်တော်တို့ကြည့်မယ့်ဟာကတော့ဒီမှာပေါ့နော် region ပေါ့နော်ဒီမှာ account region ပေါ့နော်ဒီမှာ Japan ပါနေရာမှာ Japan ဆိုရင်တော့ကျွန်တော်တို့ TikTok ကနေပြီးတော့မှပတ်စံရှာလို့ရတယ်ပေါ့နော်ဒီ account region နေရာမှာမြန်မာ Thailand ဒီမြန်မာတို့ Thai လို့ဆိုရင်တော့ကျွန်တော်တို့ဒီ account ကနေပြီးတော့မှပတ်စံရှာလို့မရသေးပါဘူးဒီ account region ဆိုတဲ့အခုပြထားတဲ့ဒီ account region ဆိုတဲ့နေရာမှာဒီမှာ Japan ဒီလိုဖြစ်နေမှသာလျှင်ကျွန်တော်တို့ဒီ TikTok account ကနေပြီးတော့မှပတ်စံရှာလို့ရပါတယ် Okay ဒါဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေလေးကိုယ့်ရဲ့ TikTok account ကပတ်စံရှာလို့ရတဲ့ account လားဒါမှမဟုတ်ဒီပတ်စံရှာလို့မရတဲ့UU account မေးလာပေါ့နော်ဒါကျွန်တော်ရဲ့မိတ်ဆွေလေးကြည့်တတ်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံကြမယ်